The breather about the Lagono. The Ache came to us about Nadal Senga Sore Kavadone Grene de Ku Goda Bidogu Natal Nase Choto Yalavia. The need the Nick Gonglo Nihao the need the Nick Gonglo. Nid the nid Pyong Pyong Doris. For you to sit on it, the one Bojabu to cook Piojina. Pawama Nebu, the need be the need thought. They may be good, the need be the need or Jabi. Erilo Nelonda Miro. Wawaya Nitarago Yao you. Wawadandarago Yumchire. Urabadari Nina. Wawadandara Bawad did the kum. Lala Baba. E Chanya. Nebu. Jing Audrey. Sene Audrey. Sene Conway. To the Gondiarigo, sharp way, Susan Yabu. A hung of Pietagavino. A vigo. Senic Gondahun, sharp way, Susan Yabu. Lumelutene. As a dinero, they all go on the good. A Kaduma Nini Zumba Dizaga Takono Yobiaja. For you, Bali Pilgam Diga Nike, Mizima Nike, Egotra Nike, Vayuda Nike, Sure. And if Dr. Pilika Nike Jirima Dr. Jiri, Mesopia, Horamureka. Ekadamaya Bhagava Raza Gahe Viharati Velu Vane Kalanaka Nivabe Viharati Yadiyo Bibhyasabhya Niromure Ekadamaya Bhagava Davati Yang Viharati Zeta Vane Davati Zeroma Nira Ekadamaya Bhagava Viharati Kamila Wutu the Mini Joda Rame. The Garoga Jasabia Gabilo Nijoda Nere. The review not of me, so we are ready, so the Podia. Don't die a sab, Pani. We are ready, Velu Nidale, ain't Nidala, Thai Nidala, Sagamya Nidala, Yapia Nidala, Biosiani, Biaish, Shiva Ilo Nidala. Eradigo, Nidi Senigo, a Tagada Miama Lempobiare, Pubido Jeremo Pubiaraga, Diga Janimo Pubia. Deba Byama Aria Vihare Na Vihara Di Dilupama Nesuraha Deba Vihara Nere Yankama Byama Vihara Yankama Nere Yankama Aria Vihara Nere Neri Dhumba Aria Vihara Dhamma Vihara Lepoloya. Era Luna Bidagadima, Pumbia Tanari. Yazabaya Bema Bendini Dini Sekadum Logan Olokivi Ne Dine Logajigo Choche Jiro. Divada de Yowari, Nidoji, Radia de Yowari, Nidoji,
နေသုံးချိန်ညင်းသုံးချိန်ကဘာကြီးကိုမြတ်စွာဘုရားကြည့်တယ်လေလို့ပြောလိုက်ရင်တော့ what is happening in the world today ဒီကနေ့ကဘာလောကကြီးမှာဘာတွေဖြစ်နေလဲဆိုတာဘုရားဒီနေ့သုံးချိန်ဒီနေ့တညင်းသုံးချိန်နေ့နဲ့ည6ချိန်ကြည့်တော့6ချိန်ကြည့်ပြီးတော့နေတော်မူတယ်ဘုန်းကြီးတို့တရားကျင့်ကြသူတော်စင်တွေနိုင်ငံတော်ရဲ့အခြေအနေကိုယ်ပါဝန်းကျင်ရဲ့အခြေအနေနိုင်ငံတော်ရဲ့အခြေအနေလောကကြီးတစ်ခုလုံးရဲ့အခြေအနေကမ္ဘာလောကကြီးတစ်ခုလုံးရဲ့အခြေအနေမြတ်စွာဘုရားကြည်တော်မူသလိုဘာတွေများဖြစ်နေကြပါလိမ့်မယ် What is happening in the world today ဒီနေ့ကဘာကြီးဘာဖြစ်နေလဲ What is it in the country today ဒီနေ့နိုင်ငံမှာဘာတွေဖြစ်နေလဲ What is happening in my surrounding ငါပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲအဲ့ဒါကြည့်ပြီးတော့နေကြပတ်ဝန်းကျင်ရဲ့နိုင်ငံတော်ရဲ့ကမ္ဘာကြီးတစ်ခုလုံးရဲ့တတ္တလောကကြီးတစ်ခုလုံးရဲ့ဖြစ်နေတဲ့အခြေအနေတွေကိုသေချာကြည့်ပြီးတော့သေချာသိပြီးတော့နေမယ်ဆိုရင်နေတတ်တဲ့နေနည်းနဲ့နေသွားကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာချမ်းသာသောနေခြင်းကိုရတယ်။သို့မဟုတ်ဘာဖြစ်မှမသိဘူး။ဘယ်နေရာဘာဖြစ်မှမသိဘူး။ဘယ်လိုနေရာမှမသိဘူးဆိုလို့ရှိရင်ဘာမှလည်းမသိဘူး။ရေဒပဋိဒတ်နဲ့နေသွားကြရင်ဆေးရပင်ပန်းဆောင်နေကြရတတ်တယ်။အဲ့ဒါကြောင့်ဒီကဆရာကြီးများကပြောတယ်ယဒါပတ္တာကာမေသူဝိပတိပိဇန္တိတဒါကိရဘဂဝါဒိဗေနဝိဟာရေနဝိဟရတိဒီကဆရာကြီးတွေဖွက်ပြလောကကြီးဒီနေ့6ကြိမ်ဒီနေ့နဲ့ဒီညမှာ6ကြိမ်ကြည့်လိုက်တော့တစ်မြတ်စွာဘုရားမြင်တော်မူတာကဟာတတ္တလောကကြီးတစ်ခုလုံးကာမနဲ့ပင်ပန်းနေကြပြီကာမဂုဏ်5ပါးနဲ့လွန်ကျူးဖောက်ပြန်နေကြပြီဖောက်ပြန်သောအကျင့်ကိုကျင့်သုံးပြီးဒီလိုသာနေနေကြရင်တော့ဒီလောကကြီးချမ်းသာစွာနေကြရမှာမဟုတ်ဘူးလို့တနည်းတစ်ခုသောနေနည်းကိုမြတ်စွာဘုရားဒီမှာဟောတယ်ကာမဂုဏ်ဆိုတဲ့ကိစ္စကယောက်ျားမိန်းမတူသားတို့ခံစားတာတခုတည်းကာမဂုဏ်မှမဟုတ်ပဲစားစရာတွေလည်းပဲကာမဂုဏ်ပဲတောက်စရာတွေလည်းကာမဂုဏ်တွေပဲဒီကနေ့ပုံများတယ်အလုံးသိလောက်ပါတယ်ကြည်စရာတွေကလည်းကာမဂုဏ်ပဲနားထောင်စရာတွေလည်းကာမဂုဏ်ပဲကာမဆိုတာတဏ္ဍအဲ့ဒီအရာဝတ္ထု5မျိုးထိတွေ့စရာလည်းကာမဂုဏ်အဲ့ဒီကာမဂုဏ်တရားတွေကိုတဏှာနဲ့လွန်ကျူးစွာလိုက်စားပြီးတော့နေကြပြီဆိုရင်တဲ့မြတ်စွာဘုရားကိုယ်တော်မြတ်ကဆုံးမတော်မူတာကသမာဓိနဲ့နေကြကာမဂုဏ်ကိုခုခံနိုင်သောကာမစိတ်ကိုတွန်းလှန်နိုင်သောသမာဓိနဲ့နေအဲ့ဒါနမီတဲ့နတ်စည်းစိမ်ချမ်းသာသလောက်နတ်စည်းစိမ်ခံစားနေသလောက်ကိုချမ်းသာကာမဂုဏ်ကိုလွန်ကျူးစွာလိုက်စားမိုက်မားနေတဲ့ကမ္ဘာလောကကြီးကိုတွေးလို့မြင်လို့ရှိကိုယ်ဘဝန်းကျင်ကိုကြည့်လို့တွေးမြင်ရင်အဲ့ဒါသမာဓိသာခံခဲ့ထားပြီးတော့စိတ်ဓာတ်မခိုင်းရင်အဲ့ဒီကာမဂုဏ်နောက်လိုက်ပြီးတော့အလုံးစိတ်ပင်ပန်းဆင်းရဲရတတ်တယ်တဲ့ဒါကြောင့်ကာမဂုဏ်သောင်းကျမ်းတဲ့ခေတ်မှာသမာဓိနဲ့နေဒါကိုဒိဗ္ဗဝိဟာရခေါ်တယ်နတ်စည်းစိမ်ခံစားရသလောက်ကိုချမ်းသာလိမ့်မယ်အဲ့ဒါနေနည်းတစ်ပါးနောက်ဒုတိယ
Yada Tata Idriya Tang Domaho Idriya Tang Webadi Bizandi Yarajengana Tata Tata Vadodi Idriya Tang Idriya Aloma Idriya Ana Dago Surya O solo jene say Kelo dere yipyoyeno Nene zaga jane Anari pawari Erari Allo anju Laisabino My money jabi soye Kelo byoyeno Lwedo zalo ni jabi Allo anju anago dosari jabi Ari ana pawana wo Laini jabi Solo shing nebe Bada loga ji Allo seya lime Any kama, Miasa Biakuro Biaka, Belunia Malay solution. Yada Dada, Adria Dang, Anarago Surya Aloha. Adria Tang, Anarago Surya Aloha. Adria Tang, Anarago Surya Pipuya Aloha. Dada Luri Nadi. Webadi Bizandi, Pop Yan Jindon Gonyabi Soye Nanoga Malevera Ada Bawa de Adurarine or Dawri the Nadine. The Asoya Pigeon, you would down take. Say, boy, can I grab it? Anarago Soria Pipo Ero Ana Bawa alone Jew, a Redondari Picovi. Solution era Byama Vihara ne Byama Viharina Viharatadi already Byama Vihara Mumyade Nation noble abiding Era Balesoye Medadenia Bedazuraga just control the anger and hatred Dodane Modi Jengo Tain Chopido Nirago, Nabyama Viara Kho. Modi Jenny Agadadi Yanorigo, Pesha Pipia Vido Nirago, Nabyama Vihara Kho. Derebioina Midan Nira Habyama Viara. Midan Surya Sologo, removing the all of anger and hatred. Say soldier, Modi Jennigo, Agolo Pesha, China, and a Nirao, the Byama Vihara Kho. And a money Nijin, Logaji go the nature Piaji the Rochi, Kabalokama, Ana, Pawa, Andre, Pop Piam Pianchin, Donarigo, Twibis Rosino, Dodane, Yanyu Agada, Modi Jennigo. Take Chobido, Medan and Nija, Dago Byama Viara, Kovare, Dadudia, Nidava. Not Dadia, Nidava. Dagara Badai Loka, Yago. Though Dagaro go 2 Tabiro, Hora Pijaja, Yasaviaga, Big Kulu Loda. Yera Big Kulu, Damadikaran, we were dandy. Jengana Yanaruya Lokana Dhamma Dikarana, Dhamma Nyekomiro, Dhamma Wunyekomiro. Ada Digroni Pinija, Waga Biabiari Pinija, Uma Miaswabia Goromia, Brini Masano, Nangarajimia Bangaya, Tenyi Dinyo Tapidiga Dom. Sheananda, she Umali Luga did that. Nagaya got it, when was so deep on deep you? But the bad thing I know. Davi me, anything I know, but the bad thing I know, Ma. Nagara Shemedi, Yadu Juma, Sarada me and Taman, the thing I know, 10 dog. Yadu Juma, thing I Reve was so what got. Quimbu me. Then I not did it, I am about it, Chandangari. Yadu Juma, one so yadu. I may talk to shit.
အဲ့ဒါကိုကဟလာဒီပိဋကသုံးပုံကိုအတိပြုမဲ့ကိစ္စကံကွက်မဲ့နောက်ဆက်မဲ့အလားအလာရှိတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်အဲ့ဒါကြောင့်ပရမသင်္ဃာယနာမှာဒီကူကသဗ္ဗဂီတို့အုပ်စု6ပါးအုပ်စုမရောဓမသမြအကုန်လုံးတဲ့6ပါးအုပ်စုမြတ်စွာဘုရားကိုသတ်ဖို့ကြံစီတဲ့ဒေဝတာအုပ်စုအဲ့ဒီသံဃာတော်တွေဟာရှိနေကြတယ်ဒါကြောင့်ရသကျိုးမှာသံဃာ900မှာတော့တခြားသံဃာဝမဆိုရလို့အလားပပစရိယကာမဝါစာနဲ့ရုပ်ဖတ်ပြီးတော့သံဃာတွေကိုနေထုတ်လိုက်ခြင်းဖြစ်တယ်လို့ဘုန်းကြီးတို့ဒီလိုသဘောပေါက်ဒုတိယသင်္ဃာယနာကြတော့သိကြသွားတယ်ရှင်အနန္ဒမွေးထားတဲ့တပည့်ကြီး6ပါးဝိသလီဝါလိကယုံကျောင်းထဲမှာဒုတိယသင်္ဃာယနာတင်ရတဲ့အကြောင်းရင်းကအဲ့ဒီသဗ္ဗဂီအုပ်စုဒေဝဒရဲ့တပည့်အုပ်စုဒါတွေကိုဝိဇိပုတ္တကလို့ခေါ်တယ်အဲ့ဒီသံဃာတော်တွေကပိဋကသုံးပုံကိုပြင်းမယ်သိက္ခာပုအငယ်သားတွေထုတ်ပြင်းမယ်ဒီလိုတွေလှုပ်လာကြတယ်အဲ့တော့ဒုတိယသင်္ဃာယနာကြတော့ဘာလှုပ်လိုက်လဲရသမှုရှိတဲ့သံဃာတော်900ကပထမသင်္ဃာယနာကမူတိုင်းပဲထားနှုတ်ချင်းဖြုတ်ချင်းအသေးရေးချင်းမလုပ်ရအောင်ဒါဓမ္မဒီကရုံးရဲ့အစအဲ့ဒီလိုတွေဖြစ်အဲ့ဒီဒုတိယသင်္ဃာယနာလည်းပြီးရောသံဃာဂိုင်းကြီးဟာ18ဂိုင်းတိကွဲသွားတယ်တတိယသင်္ဃာယနာကိုသီရိနမအသောကမင်းတရားကပါဠိပုံမှာတင်ဖို့လုပ်တော့မူလထေရဝါဒဂိုင်းတဂိုင်းနဲ့ပဲပါဠိပုံမှာဝါဆိုစေစံကျင်မဲ့ဂိုင်းတွေအကုန်လုံးပါဠိပုံမှာဝမကရလို့နေထုတ်အဲဒီတော့ဂိုင်းမောင်းက18ဂိုင်းနဲ့က19ဂိုင်းနေထုတ်တာထေရဝါဒဂိုင်းတဂိုင်းမဲ့ဝါဆိုအဲ့ဒီ19ဂိုင်းဟာဟိုးမြောက်ပိုင်းကိုအကုန်လုံးထွက်ပြေးသွားကြတယ်များဒီကနေ့စတန်ဆိုတဲ့နိုင်ငံတွေအားလုံးပြန်ကျဲပြီးတော့အဲ့ဒီသံဃာတော်တွေရောက်သွားကြတယ်အဲ့ဒါကြောင့်သာသနာနှစ်900ကျော်ကလေးမှာကသမီရတိုင်းလို့ခေါ်တဲ့ကက်ရှမီးယားမှာဂဏိရှကမင်းရဲ့အကူအညီနဲ့အထောက်ပံ့နဲ့သဗ္ဗတိဝါရဂိုင်းကကောင်းဆောင်ပြီးတော့အပြိုင်သင်္ဃာယနာတစ်ခုတင်လိုက်ကြတယ်အဲ့ဒီအပြိုင်သင်္ဃာယနာကပိဋကသုံးအဟောင်းကိုဖျက်သိမ်းပြီးတော့အသစ်တွေကိုသူတို့သင်္ဃာယနာတက်တဲ့သံဃာတွေကအသစ်ပြန်ရေးအဲ့ဒါဓမ္မဒီကရုံဗုဒ္ဓဘာသာလောကအကြောင်းဒါနည်းနည်း introduction လောက်ပြောပြကမ္ဘာလုံးရဲ့အခြေအနေကိုကြည့်လိုက်ဘာသာရေးစစ်ပွဲတွေဟာကမ္ဘာမှာအလောသမိုင်းရှိတဲ့စစ်ပွဲကြီးတွေကမ္ဘာမှာအများကြီးဖြစ်ဖို့ဗုဒ္ဓဘာသာကအဲ့ဒီလိုဂိုင်းတွေ18ကလဝတိကွဲသလိုပဲအလားခရစ်ယာန်ကလည်းဂိုင်းတွေကွဲတာပဲအစ္စလာမ်လည်းကွဲတာပဲဟိန္ဒူဂိုင်းတွေကပုံများအဲ့ဒီလိုဘာသာရေးညှင်းခုန်မှုတွေဖြစ်လာတာဓမ္မတိကရုံလို့ဒီလိုဆိုကြတယ်အဲ့ဒီတော့ဘာသာရေးညှင်းခုန်မှုတွေဒီလိုဖြစ်လာရင်တဲ့မြတ်စွာဘုရားကအမိန့်ရှိတယ်ယတာဘိက္ခုတုဓမ္မတိကရဏံဝိဝရန္တိဓမ္မအာရမအကြောင်းပြုလို့သံဃာတော်တွေရဲ့လောကဘာသာရေးလောကညှင်းကြခုန်ကြပြီဆိုရင်အဲ့ဒီညှင်းခုန်တဲ့အထဲမပါနဲ့မပါအောင်ဘယ်လိုနေမှမပါလဲဆိုပညာနဲ့နေဒီလင်းအဆိုသည်ဟုတ်သလားဒီဝါဒသည်မှန်သလားပါသလားဆိုတာသိတတ်တဲ့အသိဉာဏ်ရှိရပညာဆိုတာပကာရိဏဇာနာဒီအသေးစိတ်သိတဲ့ဉာဏ်ကိုပညာလို့ခေါ်
ရသော်ဗျာပြိဋိဘာဆံပြီးတော့နေ600လောက်အကြာမှတင်တယ်နော်နာဂသုဏဆိုတဲ့ယဟန်တစ်ပါးပေါ်ပေါက်ခဲ့ဘူးတယ်ကိုလက်ရှိမြေကြီးဘောကပိဋကသုံးပုံသည်ပိဋကသုံးပုံအစစ်မဟုတ်ဘူးတဲ့ပိဋကသုံးပုံကိုနဂါတည်သွားတယ်တဲ့ဆိုပြီးတော့နဂါပြေကပိဋကသုံးပုံကိုယူလာပြီးတော့သူကအဲ့ဒါဟောပြောတယ်နာဂသုဏဆိုတဲ့ပုဂ္ဂိုလ်ထူတစ်ပါးပေါ်ပေါက်ခဲ့ဘူးတဲ့နာဂသုဏဝါဒဆိုတာလည်းပဲအိန္ဒိယပြည်ကြီးမှာထွန်းကားတယ်အဲ့ဒီလိုပေါ့လေဘာသာရေးညှင်းခုန်မှုတွေပေါ်လာရင်တော့အသိဉာဏ်ကြီးကြီးထားနေမှကောင်းမယ်အဲ့တော့အသိဉာဏ်နဲ့ပညာနဲ့နေတာမျိုးကိုအရိယဝိဟာရခေါ်သူတော်ကောင်းတို့ရဲ့နေနည်းထိုင်နည်းဒီတော့ဒီကနေ့နေ့သက်မှာနေနည်းသုံးပါဒိဗ္ဗဝိဟာရကာမဂုဏ်သုံးချက်နဲ့ခင်မှာသမာဓိခိုင်ခိုင်ထားနေဒါဒိဗ္ဗဝိဟာရခေါ်နှစ်အာနာပါဝါအတွက်အလွန်ကျူးကျေသုံးကုန်ကြပြီဆိုလို့ရှိရင်အာနာတကူအစိုးရဖြစ်ချင်လို့လွန်လွန်ကဲကဲတွေကျေသုံးကုန်ကြပြီဆိုလို့ရှိရင်တော့အဲ့ဒါမေတ္တာနဲ့နေကြဒါဗြဟ္မဝိဟာရခေါ်နံပါတ်3ကတော့ဘာသာရေးညှင်းခုန်မှုတွေများလာပြီဆိုရင်တော့အသိဉာဏ်ရှိမှညှင်းခုန်ဝဲတဲ့ကိုမပါပဲဖြစ်မယ်တဲ့ညှင်းခုန်ဝဲတဲ့မပါနဲ့အသိပညာနဲ့စိတ်ဉာဏ်သုံးသပ်၍နေကြအဲ့ဒါကိုအရိယဝိဟာရခေါ်ပါတယ်အဲ့ဒါကြောင့်တရားချစ်ခင်သူတော်ဆရာမောင်းလို့မြတ်စွာဘုရားကမ္ဘာလောကတတိ6ကြိမ်ကြီးသလိုမျက်စိနားဖွင့်ပြီးတော့နားလည်းဆက်မျက်စိလည်းဖွင့်ကမ္ဘာကြီးရဲ့အခြေအနေတွေကိုမျက်စိနဲ့ကြည့်နားနဲ့နားထောင်ပြီးတော့နေတတ်အောင်နေကြဖို့ကာမဂုဏ်တောင်းကြတဲ့ခက်မှာသမာဓိနဲ့နေအာနာပါဝါအတွက်အလွန်ကျူးတွေဖြစ်ကုန်ရပြီဆိုလို့ရှိရင်တော့အဲ့ဒါမေတ္တာနဲ့နေမုတ်တီးခြင်းနဲ့ရံညိုးဖွဲ့ခြင်းနဲ့ခက်ရံပွားခြင်းနဲ့အဲ့ဒါပေရာဟာမေတ္တာ removing all of hatred removing all of anger မုတ်တီးဖို့မှန်သမျှစိတ်ဆိုးခြင်းမှန်သမျှကိုအကုန်လုံးဖယ်ရှားပြီးတော့နေတာအဲ့ဒါဗြဟ္မဝိဟာရခေါ်ပါတယ်ဘာသာရေးညှင်းခုန်မှုတွေကလည်းပဲအဲ့ဒါဘာသာတရားတိုင်းမှာရှိတယ်အဲ့ဒီလိုဓမ္မနဲ့အာရမညင်းကြကုန်ကြပြီဆိုလို့ရှိရင်လည်းပဲအသိဉာဏ်ပညာကြီးကြီးနဲ့နေမှညင်းခုန်ပွဲကလွတ်မြောက်မယ်ညင်းခုန်ပွဲကလွတ်ပြီးတော့ချမ်းသာစွာနေရလိမ့်မယ်အဲ့ဒီနေတိသုံးပါးကိုမြတ်စွာဘုရားမိန့်ကြားတော်မူပါတယ်ဒါကြောင့်ဒီကနေ့နေဟောင်းကကုန်လာခဲ့ပြီမာဂရာတွေရှိရင်ပြန်ပြင်ဖို့မရတော့အနာဂတ်နှစ်သက်အားလုံးချမ်းသာစွာနေတတ်ဖို့တစ်သမာဓိထူထောင်အောင်နှစ်မေတ္တာကရုဏာတရားလက်ကင်ထားရသုံးအသိဉာဏ်ပညာလက်ကင်ထားရဒီတရားသုံးပါးလက်ကင်ထားပြီးတော့နေရရင်တော့အားလုံးချမ်းသာကြမှာဖြစ်ပါတယ်မြတ်စွာဘုရားဘယ်မှာပဲနေနေတနေ့6ကြိမ်ကြည့်ပြီးတော့ချမ်းသာစွာနေတော်သလိုအားလုံးနေကြပါစေအားလုံးချမ်းသာကြပါစေဘေးရန်ကင်းကြပါစေတို့ဘုန်းကြီးတို့မေတ္တာပို့ရင်လည်းနေဟောင်းကုန်လို့နှစ်သက်ကူးတဲ့ဒီကနေ့အားလုံးကိုဘုန်းကြီးတို့မေတ္တာနဲ့နှုတ်ဆက်ပါတယ်ဒီကိုစံလပေါ်မှာချမ်းမြတ်သားရရှိတော်မူကြပါစေ